အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဖွဲ့ရတော့အထက်တန်းအဆင့် Science Project မှာပထမဆုရရှိခဲ့တဲ့ Grade 11မှာ Group 7အဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Science Project ရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါရစေကျွန်တော်တို့ Science Project ရဲ့နာမည်ကတော့ Model Life ပဲဖြစ်ပါတယ်ကျွန်တော်တို့ Science Project မှာအဓိကအားဖြင့်စင်တာ3ခုကိုပါဝင်အသုံးပြုထားပါတယ်စင်တာ3ခုပထမဆုံးတစ်ခုကတော့ LDR ဆိုရဲ Light Dependent Resistor သူကတော့အရေးကြတာနဲ့မီးလေးထုတ်ပေးတဲ့စင်တာတစ်ခုဖြစ်တယ်ဒုတိယတစ်ခုကကြတော့ဒီ Sound Sensor Sound Sensor ကကြတော့သူကလာတဲ့အတန်ကိုပြန်ယူပြီးတော့မီးလေးထုတ်ပေးတဲ့စင်တာဖြစ်တယ်တတိယတစ်ခုကကြတော့ Fire Sensor ဖြစ်တယ် Fire Sensor ကကြတော့သူကမီးလောင်ရင်ဒီ motor ကနေပြီးတော့ရေစုပ်တင်မယ်အဲရေစုပ်တင်တာက MB ပေါ်အော်တိုငြိမ်းပေးတဲ့စင်တာလေးကိုကျွန်တော်အသုံးပြုထားတယ်ကျွန်တော်တို့အိမ်ကိုဒီဆောက်ဖို့အတွက်အခိုင်ယူကိုကျွန်တော်တို့ PVC အပြားကိုအသုံးပြုပေးထားတယ်အဲ PVC အပြားပေါ်မှာကျွန်တော်တို့ decoration အလားဆင်ဖို့အတွက်ဆိုရင် Eco Wood ဆိုတဲ့အပြားလေးကိုကျွန်တော်တို့အသုံးပြုထားတယ်ဒီ circuit ဆင်ဖို့ဆိုရင်အဲ circuit တစ်ခုနဲ့တစ်ခုကြားမှာကိုဆက်ဖို့ခဲကန်းလေးနဲ့ဒီခဲခွင်တွေကိုအသုံးပြုတော့ကျွန်တော်ဆက်တွဲပေးထားတယ်ဒီ project ရဲ့အိမ်ကြီးကို decoration ဆင်ဖို့ဆိုရင်ကျွန်တော်တို့ဒီ color paper တွေ color pen တွေနဲ့ဒီတခြားသော material တွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဆက်လက်ပြီးကျွန်တော်တို့အဖွဲ့ရဲ့ဒီ project ပြုလုပ်ဖို့အဆင့်ဆင့်ကိုဆက်လက်တင်ပြပေးပါရစေဗျအခုဆိုရင်ကျွန်တော်တို့ Model Life Project ရဲ့တက်ဆင်ပုံပြီးဆုံးပါပါပြီခင်ဗျကျွန်တော်တို့ Model Life ရဲ့ဒီစမ်းသပ်ပုံကိုကျွန်တော်တို့ပြသသွားမှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီ LDR လေးရဲ့ဒီ LDR ဆိုတဲ့ sensor လေးရဲ့လှုပ်လှုပ်ပုံလေးကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒီ LDR ဆိုရင်နေဘက်အလင်းရောင်မှာဒီအလင်းရောင်ကြားရောက်တဲ့အတွက်ကြောင့်မလို့ဒီမေးမီလီမီနဲ့တူဘက်ကိုပိတ်နေမယ်ဒီညဘက်ဆိုတဲ့ဒီအရေးတစ်ခုကြားရောက်တာနဲ့ဒီဟိုဟာလေးက sensor လေးကတူဘက်ကိုမီးပွင့်လာမှာဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်အခုဆက်နှံပြမှာဖြစ်ပါတယ်ဗျအခုဆိုရင်ကျွန်တော်တို့ဒီ flame sensor လေးကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်flame sensor ဆိုရင်မီးလောင်နေတဲ့နေရာတွေမှာ auto မီးငိမ့်တက်ပေးတဲ့ system လေးတစ်ခုဖြစ်ပါတယ်အဲဒီ system လေးအကြောင်းကိုကျွန်တော်အခုဆက်နှံပြမှာဖြစ်ပါတယ်ဗျအခုရှင်းပြပေးမယ့် system လေးကတော့ဒီ sound system လေးပဲဖြစ်ပါတယ်ဒီ sound system ဆိုရင်အတန်ကြားတဲ့ပုံမူတည်ပြီးတော့အလင်းထုတ်ပေးတဲ့ system တစ်ခုဖြစ်ပါတယ်ဒီ system ကိုကျွန်တော်စမ်းပြပေးပါရစေအခုဆိုရင်ကျွန်တော်တို့ရဲ့ science project လေးကပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးအချိန်ပေးပြီးကြည့်ရှုရတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ